ရှင်ဒီနေ့သမီးတင်ဆက်ပြသမှာကတော့မွေအကြောင်းပဲဖြစ်ပါတယ်မွေလို့ပြောလိုက်တာအနေမကြောက်တဲ့သူကတော့ခရှာရှာပါသမီးရဲ့မွေအကြောင်းတင်ဆက်မှုကိုကြောက်ပင်မဲ့လည်းကြီးစုပြီးကိုမျှော်လင့်ပါတယ်ဆိုတော့ဆက်လက်ကြရအောင်ရှင်မွေဆိုတာဘယ်လိုလဲမွေဆိုတာကြောရှိတော်တော်ဝါတကောင်ဖြစ်ပါတယ်ချုံမွေးတဲ့အရေးပြားနဲ့အကြီးပုံပါသည့်တော်ဝါဖြစ်ပါတယ်အစိတ်ရှိတဲ့အကောင်တကောင်အဖြစ်လဲထင်ရှားပါတယ်နောက်တစ်ခုအနေနဲ့တော့မွေမျိုးစိတ်ပေါင်းဘယ်လောက်ရှိတယ်လဲမွေမျိုးစိတ်ပေါင်း2300ခန်းရှိတယ်မွေများကိုအနေဖြင့်များတာကျိုးများနဲ့အလိုအေးသောဒေသများတွင်တွေ့ရတယ်အပူပိုင်းဒေသရှိအလုံးထုထက်သောများသက္ကနာရများတောင်ထိပ်များနဲ့မြေကြီးအောင်ရှိတွင်များမှာတွေ့ရတယ်အချို့မွေများကိုသစ်ပင်တွေပေါ်မှာတွေ့ရတယ်အချို့ကိုစိတ်များရေချိုးအိုင်များနဲ့မြင်းများတွင်တွေ့ရတယ်မွေကပါစားလေမွေကပိုးကောင်တွေငါဖားဖို့ကရငက်ဦးမြေကျွဲကျဝမ်းဖြူတွန်းယုံနဲ့အခြားနှုတ်တိုက်စဝါငယ်များကိုစားသုံးပါတယ်ကမ္ဘာအကြီးဆုံးမွေကရောဖာမွေလေအစိမ်းရောင်အနာဂွန်ဆိုတဲ့မွေမျိုးစိတ်ကကမ္ဘာပေါ်မှာအကြီးဆုံးမွေပဲဖြစ်ပါတယ်အစိပ်ပြင်းဆုံးငွေကရောဘယ်မျိုးစိတ်လဲအိုင်လန်ထိုင်ပန်ကအစိပ်ပြင်းဆုံးငွေအဖြစ်သတ်မှတ်ထားပါတယ်။သမီးရဲ့တင်ဆက်မှုလေးကိုဒီနေရာမှာတင်ရနာလိုက်ပါရရှင်။သမီးကတော့ချီပိုး90ဖြစ်ပါရရှင်။ကြီးစုနာဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။